ဒီနေ့ပြောပြရေးမှာကတော့ step down ပေါ့ဗျာ step down ကလေးဒီကောင်ကတော့ quick charging ပါတယ်ဗီဒီယိုလုံးဝမလို့ဆိုလာရှိရင်ဆိုလာဓာတ်ရိုက်ပေါ့ဒါဆိုလာဓာတ်ရိုက်ကျွေးထားတာဆိုလာဓာတ်ရိုက်ကျိုးနှစ်ကျိုးဒီမှာတစ်ကျိုးရယ်ဒီမှာတစ်ကျိုးရယ်ဒါဆိုလာကျိုးဖုံးလေးလုံးအားသွင်းလို့ရတယ်ဒီကောင်ကလေးလုံးသလုံး quick charging ပါတယ်quick charging နဲ့သွင်းလို့ရတယ်လေးလုံးသလုံးဒီကောင်ကလည်းသွင်းထားတယ်ဒီတစ်လုံးဆိုရင်quick charging ပါတယ်ကောင်ကြီးဒီကတ်နဲ့ပဲသွင်းတာနော်step down ပေါ့ဗျာ step down ဟိုကောင်က22 volt ထွက်တယ်အဲဆိုလာဒီကောင်က45 watt ဒါ45 watt ကနေဒီကက200 watt ထိပဲနိုင်တာဟိုဒီကောင်လေးကတော့တော်တော်အဆင်ပြေတယ်အခု power bank တွေရောဖုန်းတွေရောအားသွင်းထားတာပေါ့ဒါတော့တနားရီလောက်ပဲသွင်းရသေးတယ်ဒီကောင်ကအားသုံးလုံးရှိသွားညသုံးထားတရုံးမှမရှိတော့တယ်နောက်ပြီးဒီကောင်ကကြိုးတက်ပုံတန်ကြီးရဒီကောင်ကဒီဘက်ကအနီနဲ့ဒီဘက်ကအနီနဲ့တခါလေးပူးပြလိုက်တယ်အဲ့ဒါမှဒီလေးခုလုံးအလုပ်လုပ်အောင်လို့ဒီဘက်ကအနှုတ်အပေါင်းတခါလေးဒီမှာပူးထားတာ